cracking ဆိုတာဘာလဲ cracking ဆိုတာနဲ့ virus ကိုက်မယ်ဆက်ပြတ်မယ်လို့ထင်နေတော့လားတကယ်တမ်း cracking ကအန္တရာယ်မရှိပါဘူးဒီဗီဒီယိုမှာ cracking ဆိုတာဘာလဲအန္တရာယ်မရှိအောင်ဘာတွေရှောင်ကျဉ်ရမလဲ official နဲ့ cracking ဘာကွာလဲဆိုတာကိုသေချာရှင်းပြပေးမှာဖြစ်လို့ဗီဒီယိုကိုအဆုံးထိကြည့်ပေးဖို့တောင်းဆိုအပ်ပါရနော်အချိန်2မိနစ်ပေးရုံနဲ့လုံးဝတည်တည်တဲ့အချက်တွေပါမှာမို့အချိန်ပေးရကြိုးနှက်စီရပါမယ်စလိုက်အောင်ဟုတ်ကဲ့ play မြတ်နေကြိုးဆိုပါရစေအရင်ဆုံး crack ဆိုတာဘာလဲရှင်းလေးပါကုမ္ပဏီကပိတ်ထားတဲ့တကားကိုတော့မရှိပဲဝင်လို့ရအောင်လုပ်ပေးလိုက်တာပါဒီနေရာမှာလူတွေကြောက်နေကြတဲ့ virus ကိစ္စက crack ကြောင့်မဟုတ်ပါဘူးအဓိကဒေါင်းတဲ့နေရာမှာလို့ဖြစ်ကြတာပါဒီလောကမှာ single လို့ခေါ်တဲ့ hacker အဖွဲ့တွေရှိပါတယ် Kodak Room Skid Row တို့အဖွဲ့တွေပြီးတော့ Figure Dodi တို့ Rebecca တွေသူတို့ကဒီလောကရဲ့ legend တွေပါသူတို့စီကနေထွက်လာတဲ့ file အစ်တွေက 100% clean ဖြစ်တယ် virus လုံးဝမပါဘူးသူတို့က game server ဖို့အတွက်ကိုပဲဥတီပြီးတော့ထုတ်ထားပေးတာဖြစ်ပါတယ်ပြဿနာကဘယ်အစလဲဆိုတော့အဲ့ဒီ Figure Dodi တို့ကိုနာမည်ယူသုံးပြီးတော့ scan website တွေကြော်ညာတွေကတောက်ထောက်မိတာကနေပြီးတော့ virus တွေ mining secret တွေပါလာပြီးတော့14ကုန်တိုင်းအထိဖြစ်ကုန်တာပေါ့နော်အဲကြောင့်မို့ cracking ဆော့မယ်ဆိုလို့ရှိရင်ဘယ်ကနေကူးလဲဆိုတာအသက်ပါပဲဒါဆို official နဲ့ cracking နဲ့ဘာကွာလဲတခုပဲကွာတယ် online မှာ crack က offline story မှုပဲရမယ် official license key ရတော့ online multiplayer ရမယ် update တွေတန်းရမယ် virus ကိစ္စကတော့ source မှန်လို့ရှိရင် crack လည်းစိတ်ချရပါတယ်ကျွန်တော် play မိမှာတော့ cracking တွေကို safe and clean ဖြစ်တဲ့ website တွေကပဲ download ထားတဲ့အတွက်ကြောင့်မလို့ virus ရန်ကနေ 100% safe ဖြစ်ပါတယ်မဟုတ်ရင်ကျွန်တော်တို့ hack ကြီးအရင် virus ကတ်ခံရမှာလေဗျာအားကြောင့် gamer ချင်းချင်းအကောင်းဆုံးရွေးချယ်မှုအနေနဲ့ play မိဆိုင်ကိုလာရောက်ခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ cracking နဲ့ပတ်သက်ပြီးသိချင်တာများရှိလို့ရှိရင်လည်း comment မှာရေးခဲ့ပေးပါဦးနောက်ဗီဒီယိုမှာပြန်ဆောင်ကြတာပေါ့